ပြောင်းထားရင်တော့ပြည့်နိုင်တယ်ဒါက2500ကျော်6လောက်ကနေစရာရှိပါပြီတဲ့ထားလို့ရပါပြီတဲ့သုံးလုံးမဲ့တက္ကမတွေကအဆင်ကြီးဖြစ်မှာလား မသူတို့ကလည်းတိုက်တယ် သူကတကယ်နဲ့ဖြစ်တာဦးညာရုပ်လူတို့ကသုံးလုံးမဲ့တက္ကမကအဆင်ကြီး2လ3လနဲ့မပြေဘူးအဲ့တော့အဲ့ဒီ တစ်ထောင်လောက်ပြန်စုနိုင်တော့မဆိုး အေး1000လောက်ကတော့ပြည့်နိုင်နေပြီတယ် ဒီမှာ 1000လောက်ကတော့အခုပြင်လို့ရတဲ့အကြောင်းတွေအများပြင်မယ်တဲတွေထိုးမယ်ဆို1000လောက်ကတော့ပြည့်နိုင်တယ်ဒီ2500 600သာကြီးကတော့တော်တော်ဘောင်းကြိုက်တယ်အဲ့ဒါနေတိုင်းကြီးကလည်းဖြစ်အောင်ဖန်တီးဖြစ်နိုင်တယ်သူတို့အများလူထားတဲ့လူချင်းတွေရဲ့ငွေတွေနဲ့ယူတော့ပြင်အကြောင်းတွေဝါဆိုပြင်မယ်တဲကြီးတွေထိုးထားမယ်ဆိုတော့ပြည့်နိုင်တယ်အဲ့စွန်းဝေအောင်စားအတွက်ကဟိုတရားဓမ္မတွေဝန်ပြီးတော့မှသို့နေရတာ ဒီမှာ အဲ့တော့နောက်ဆုံးကနောက်တစ်ဆင့်တိုးပြီးတော့အလူချင်းကြီးကြီးတယ်ထားအောင်လို့ဒီ2500 600ကြီးကိုချက်ကျွေးဖို့ဆိုတော့ဝေအောင်စားလည်းလွယ်တဲ့ကိစ္စမဟုတ် ဆုံးလံထွက်လို့တယ် အမရဘူးသုံးကတွေ့ရိုက်တော်ထုတ်လိုက်လို့ကိုတော့ဒီကျန်သုံးကတွေ့ဒီချိန်ဒီနောက်တော့သုံးကတွေ့ရိုက်တော်ထုတ်လိုက်လို့ကိုတော့တော့သမကမမသိရတယ်လားလွယ်တာတရားပဲဒီဘက်ကအခု74လနောက်ကတပိတ်ကွဲနေပြီကိုတော့ တစ်ထောင်လောက်မှန်းတာပါပဲတစ်ထောင်လောက်ဆိုအချိန်မပြည့်နောက်နေ့ကျရင် 1000လောက်ကတော့ပြင်းနိုင်ရင်ရှိတယ် ဒီမှာ 1000လောက်ကတော့အခုရိုးရိုးစဖြစ်သွားတာစ2ရက်3ရက်လောက်ကရေမရှိမီးမရှိနဲ့အတော်ဝဲလက်ခတ်သွားတာ ဒီမှာ အဲ့တော့ကထောင်ထဲကြီးရှိရလေဘယ်မှလည်းမပြန်နိုင်ကြ ပြီး ဘူး တော့ဖုံးဆက်တာဘလို့မှဆက်လို့မရ ဖု ဘူး န်းလိုင်းတွေကအဲ့ကျက MPT တွေကလိုင်းပြောက်သွားတာ ဒီမှာ အဲ့တော့ပကံတွေလည်းထုတ်မရဘူးထုတ်လို့ရလေဆေးစရာကြီးကြီးမရှိဘူး ဒီမှာ အဲ့မှာသုံးချက်တဲ့လူတွေကတကားတွေဟိုလင်းသွားချက်ရတယ်အင်းကျူပဲသွားချက်ကြတာအဲ့ဒီဘက်ကဟိုဘက်ကငလင်းအကြည့်နေတော့ယူကြည့်တယ်ကိုအဲ့သွားချက်ပြီးမှသုံးလို့ပြန်လေပြီးတော့သုံးတယ်အဲ့ဘက်ချက်မှပြန်တယ်လားအင်းကွေးလို့ကြွားကြအဲ့ဒီတော့ဟောမလို့တော့ဒါနေရတော့မြာသေးစရာရေးမရှိဘာလို့ရလဲဆိုတော့ဒူးကျွိတ်နဲ့လက်အိတ်တွေပြေးဝယ်ပြီးတော့အဲ့ဒူးကျွိတ်တွေဝေးကြတော့အဲ့အိတ်တွေပတ်လက်ပိုင်းလောင်းထိုက်ကြဘာကနေစစ်ပြောင်သွားစားကြ ဒီမှာ အဲ့တိုင်းကိုရိုးရိုး12ရက်လား13ရက်လားအဲ့တိုင်းရွမ်းခဲ့ရတာ ဒီမှာ အဲ့တို့ကစားစရာကြည့်နေတာတော်သေးရဟာလို့မင်းတော်များများတချို့ကစားစရာကိုမရှိဘူးလို့ ဒီမှာ ကိုယ်စီစားစရာကြည့်နေဘယ်နှထိုင်စားရတာပဲ ဒီမှာ ဒူးကျွိတ်တွေနဲ့လက်အိတ်တွေနဲ့ကိုတော်တော်နှစ်ပတ်နီးပါးလောက်တော့ရွမ်းခဲ့ရတာ ဒ